ချိန်မှာအခုကျမဘဝကအခုလုပ်နေတဲ့အလုပ်ကသူများနေစားလာကစားအလုပ်အခုနေနေတဲ့အခန်းကကြတော့သူများရှိမှငားနေတဲ့အခန်းထိုင်းနိုင်ငံကို2 နှစ်ရောက်လာပြီဘာမှမပြောင်းလဲဘူး2 နှစ်ကျော်ရှိနေပြီဘာမှမပြောင်းလဲဘူးကျမရဲ့ဘဝကအခုကျမရဲ့အတွေးတွေထဲမှာအခုစဉ်းစားနေပြီငါဒီလက်ရှိဘဝနဲ့ရောင်ရဲတိတ်တိတ်နိုင်လို့မဖြစ်တော့ဘူးငါဘဝကိုလုံးဝကိုပြောင်းလဲအောင်လို့ငါစူးစမ်းမှရတော့မယ်ကိုယ့်ရဲ့ဘဝဒီကိုယ့်ရဲ့အတွေးတွေဖြစ်တယ်ငါဒီညာနဲ့ပဲအခုအချိန်ဆိုရင်29နှစ်ဖြစ်နေပြီသူများအလုပ်ကိုလုပ်လိုက်ပတ်စံဖြုံးလိုက်နေပဲကျမဒီလိုနဲ့ပဲကျင်လည်နေခဲ့တာအခုဆိုရင်ကျမစဉ်းစားတယ်ကိုနဲ့တက်တူရွယ်တူကိုထက်ငယ်တဲ့တူတွေတော့အောင်မြင်နေပြီကျမအခုဘာလို့မအောင်မြင်နိုင်ရတော့ဒါပေမဲ့နင်သူများကတွေကမေးကြမယ်နင်ဘွဲရပြီးသားလားနင်ပညာတတ်လားမေးတယ်ကျမမပညာမတတ်ပါဘူးကျမဘွဲရထားတာမဟုတ်ပါဘူးဒါပေမဲ့ကျမတနေ့ကျရင်အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ကြမယ်ဆိုရင်ခုချိန်ရရင်စပြီးတော့ကျမရဲ့ခံယူချက်ကခုချိန်ရစပြီးတော့ကျမအောင်မြင်တဲ့လူဖြစ်ကြမယ်လို့ကျမခံယူထားပါတယ်အဲ့ဒါမျိုးအခုချိန်မှာတဖြည်းဖြည်းချင်းလူတွေကပြောင်းလဲတာလေဆိုရင်တဲ့တစ်ချိန်လုံးပြောင်းလဲလို့မရဘူးတဲ့ဖြည်းဖြည်းချင်းသေးငယ်တဲ့အရာဝတ္ထုတစ်ခုကရင်ပြီးတော့တဲ့ပြောင်းလဲအောင်လုပ်ကြမယ်ဆိုရင်အခုကျမကရင်စပြီးတော့အခုအနေထားကြည့်နေတဲ့အခု body အနေထားအခုနေနေတဲ့သူများအခန်းပေါ့နော်သူများအလုပ်ကိုလုပ်နေတာဖြစ်တယ်အဲ့ဒါလေးကိုကျမဖြည်းဖြည်းချင်းကျမကိုယ်ပိုင်လုပ်ငန်းလုပ်ခြင်းနဲ့စတင်ပြီးပြောင်းလဲလာမယ်ဒီကိုယ်ပိုင်လုပ်ငန်းလုပ်ကောက်အောင်ဒီမှာပတ်စံရှိလားလို့မေးလာတဲ့လူတွေရှိလိမ့်မယ်ဒါပေမဲ့ကျမမှာလောဆယ်မှာဆိုရင်ကိုတလားတစ်ခါဝင်ငွေရတဲ့လသာပဲရှိပါတယ်အဲ့အလားကိုဝင်ငွေရတဲ့လသာကိုပြပါဆိုရင်ကျမတစ်ခါလာကုန်ပြီးတစ်ခါပြစရာမရှိတော့ပါဘူး3လိုက်ဆွဲလိုက်နေပဲဒီလိုနဲ့ပဲကုန်သွားပါတယ်အဲ့ဒါဆိုရင်ねဘာနဲ့ကိုယ်ပိုင်စီးပွားရေးလုပ်မှာဆိုအခုထိုင်းနိုင်ငံရောက်တဲ့အတွက်အခွင့်အလမ်းတွေအများကြီးရှိပါတယ်ထိုင်းနိုင်ငံမှာဆိုရင်အခု TikTok short ကျမစတင်ပြီးလုပ်နေပါပြီစတင်ပြီးလုပ်ကျမတေးကြတယ်ကျမစူးစမ်းမယ်ဆိုရင်ကျမရမှာပဲတေးကြတယ်ကျမစူးစမ်းမယ်ကျမဘဝအောင်မြင်ခြင်းနဲ့ဆိုရင်ကျမစူးစမ်းမယ်အောင်မြင်ခြင်းနဲ့သူရှိလားအောင်မြင်ခြင်းနဲ့ဆိုရင်ကိုဘဝကိုတိုးလို့နေရာမှာမထားပါနဲ့ဆရာအဖေရဲ့စာအုပ်ဘာကြောင့်တင်မချမ်းသာသေးရလဲဆိုရဲစာအုပ်ကိုကျမအရန်ကြိုက်တယ်ဒါပေမဲ့ကျမအပြင်မှာစာအုပ်မဖတ်ဘူးပါဘူးဒီ YouTube ကရင်ပြီးတော့နားထောင်တာဖြစ်ပါတယ် YouTube သင်ဘာကြောင့်မချမ်းသာသေးသင်ရဲ့အတွေးတွေကိုပြောင်းလဲလိုက်ပါပြောင်းလဲပြီးဆိုတာနဲ့သင်ချမ်းသာတာမယ်ဆိုတာသင်ယုံကြည်လားဆိုရင်သင်ရဲ့ချမ်းသာခြင်းတွေကိုရှင်သင်ရဲ့မျက်လုံးအိမ်ထဲမှာမျက်လုံးထဲမှာခဏအရေးပေါ်လုပ်ပေးပါအဲ့ဒါဆိုရင်သင်ဘဝပြောင်းလဲလာဘလို့ပြောင်းလဲမယ်ဆိုတာကိုသိစေရမလို့ဘူးဒါပေမဲ့သင်ဘဝကိုပြောင်းလဲမယ်ဆိုတာကိုသိထားရုံနဲ့ကိုရနေပြီသိထားရုံနဲ့ကိုရနေပြီဆိုတာကိုလက်ခံတာကျမကတော့လက်ခံတယ်ကျမဘဝနောက်6လနေဒီဘဝနဲ့လုံးဝမတူစေရဘူးကျမတနေ့နဲ့တစ်ထည့်စူးစမ်းပြီးတော့တနေ့နဲ့တစ်ထည့်ဒီ6လကြာရင်ကျမရဲ့ဘဝဒီလက်ရှိအနေထားတဲ့တာမယ်ဆိုတာကျမယုံကြည်တယ်ကျမအခုစူးစမ်းပါမယ်စူးစမ်းနေပြီအခုလာပြောတဲ့ဒီဗီဒီယိုဒီကျမအခုစိတ်ယုံမှာလုံနေတဲ့အလုပ်သူများရှိမှငှားနေတဲ့အခန်းအခုပြောနေတာဖြစ်ပါတယ်နောက်6လကြာရင်ကျမဘဝဘယ်လိုပြောင်းလဲမယ်ဆိုတာနေ့စဉ်နေ့တိုင်းကိုကျမလာချပြမှာဖြစ်ပါတယ်အခုကြည့်နေတဲ့သူတွေကျမကိုlike and subscribe လေးလုပ်ထားဖို့ကြံပြုပါတယ်ရှင်တို့ကျမကိုသိချင်မှလည်းသိလိမ့်မယ်ကျမဒီနာမည်ကြီးလည်းမဟုတ်ပါဘူးကျမအခုပြောနေတာဒီတာမန်လူသားတယောက်ပါဘာပညာမှလည်းမတတ်ဘူးယုံကြည်ရတခုတည်းကျမအောင်မြင်ရမယ်ဆိုတဲ့စိတ်ကျမဘဝကိုပြောင်းလဲခြင်းနဲ့စိတ်ကျမရဲ့မိသားစုအဖေနဲ့အမေကောင်းမွန်နဲ့သူများကျိုးတွေရှိနေတဲ့အချိန်မှာအခုသူများကျိုးတွေရှိနေတဲ့အချိန်မှာသူများကျိုးတွေမရှိအောင်လို့သူများကျိုးတွေအကုန်ဆက်နိုင်အောင်ကျမရဲ့မိဘနှစ်ပါးကိုပျော်ရွှင်ရွှင်နဲ့ထားနိုင်အောင်လို့ကျမရဲ့ဘဝကိုကျမကိုယ်တိုင်ပြောင်းလဲမှရပါမယ်အဲ့ဒါကိုရှင်တို့ယုံကြည်မှလည်းယုံလိမ့်မယ်လက်ခံကြမှလည်းလက်ခံခြင်းပဲဒီကောင်မလေးနဲ့ပြောနေရလို့ပဲထင်လိမ့်မယ်ဒါ
မဲ့ကျမလေးနဲ့ပြောရမယ်အခုချိန်ကအခုနေ့ရစပြီးကျမဘဝကိုကျမပြောင်းလဲမယ်ဆိုတာဟိုက်ဗီဒီယိုချင်းမှာကျမပြောရတယ်ကျမဒီဗီဒီယိုစိတ်ကြည့်ပြီးတော့ကျမပြောနေတာဖြစ်တယ်အဲ့ဒါအတွက်ကျမတနေ့ဒီ6လရဲ့ဒီမှာဒီအနေအထားတဲ့မြင့်အောင်လို့ကျမစူးစမ်းမှာဖြစ်တယ်အဲ့အတွက်ဒီဗီဒီယိုနဲ့ပဲကျမနှုတ်ဆက်လိုက်ပါတယ်ကျမနိုင်ဤတိမ်မှာ